ရှင်ဗျာမိကုံးမိတ်ဆောက်ပြောယူပါရှင်ဗျာတပည့်တော်တို့ငယ်ငယ်တော့ပေါ့ဗျာဟိုသူများတက်ဖူးတယ်ပေါ့ဗျာအဲ့ဒါတွေကိုခုသိတဲ့အခါကျတော့ဒီဘာနာတိဘာတာကန်တွေကိုပြေပြောက်စေမဲ့ကုသိုလ်မျိုးတို့ဘာလို့ရှိနိုင်မှာသလားဗျာပြီးတော့သိကြပါဗျာရှိနိုင်တာပေါ့နော်ဒါလည်းတရားတစ်ပုဒ်တော့ဟောအောင်ပါပေါ့နော်ဘုရားရှင်ဟောတာရှိတယ်သုတ်တန်တစ်ခုထဲမှာလေဘာသုတ်တန်အဲ့ဒီမှာဘုရားဟောတာကဘာလဲဆိုတော့အယူဝါဒနှစ်ခုကိုဘုရားတင်ပြထားတယ်တချို့ကဘယ်လိုယူဆလဲဆိုတော့ကိုလှုပ်ထားတဲ့ကံဒီပေါ့နော်အကုသိုလ်ကံဒီမတိလို့လှုပ်ခဲ့တာဖြစ်ဖြစ်တိလို့လှုပ်ခဲ့တာဖြစ်ဖြစ်ဒီအကုသိုလ်တွေရဲ့အကျိုးတရားကိုတေချာပေါက်ခံစားရမယ်လို့ဆိုတဲ့အယူဝါဒတစ်ခုရှိတယ်ဘလို့မှမလွတ်နိုင်ဘူးပေါ့နော်ဒီအကုသိုလ်ကံရဲ့အကျိုးပေးကိုခံရမှာလုံးဝမလွတ်ဘူးဆိုတဲ့ဝါဒတစ်ခုနောက်ဝါဒတစ်ခုကမဟုတ်ဘူးအကျိုးပေးခွင့်ကြုံမှပေးတာအကျိုးပေးခွင့်မကြုံရင်မပေးဘူးဆိုတဲ့ဝါဒကတစ်ခုနောက်ဝါဒရှိတယ်အဲ့တော့မြတ်စွာဘုရားကပြောပြတယ်မဟုတ်ဘူးနော်ပထမဝါဒကိုဘုရားလက်မခံအောင်ညင်းလိုက်တယ်ဒီကိုလောက်ခဲ့တဲ့အကုသိုလ်ကံတွေကတေချာပေါက်အကျိုးပေးမယ်တေချာပေါက်ခံစားရမယ်ဆိုလို့ရှိရင်တဲ့လောကမှာမက်ဖို့ဆိုတာအလကားပြောသွားမှာပေါ့တဲ့တရားအထုတ်ခွင့်တော့ရှိမှာမဟုတ်ဘူးလေကိုလောက်ခဲ့တဲ့အကုသိုလ်တွေကတေချာပေါက်ခံရမယ်ဆိုရင်တရားထုတ်လို့ဘာမှမထူတော့ဘူးဟုတ်တယ်မလားတရားထုတ်လို့ဘာမှမထူတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာလူတက်တဲ့ဒဏ်ကိုသူခံရမယ်ဆိုရင်သူငရဲကြမှာသူရဟန္တာမဖြစ်နိုင်တော့ဘူးဟုတ်တယ်မလားအဲ့ဒါမြတ်စွာဘုရားကအကုသိုလ်မှန်သမျှကတေချာပေါက်အကျိုးပေးမယ်လို့မပြောနိုင်ဘူးတဲ့အကျိုးပေးခွင့်ကြုံမှပေးမှာတဲ့ဟုတ်ပြီနော်အကုသိုလ်မှန်သမျှအကျိုးမပေးနိုင်ဘူးပေးခွင့်ကြုံမှပေးမှာအဲ့တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လို့မေးရင်သီလမရှိတဲ့ပုံကူတွေအကျိုးပေးခွင့်ကြုံတယ်အကုသိုလ်နော်သီလမရှိရင်အကျိုးပေးနိုင်တယ်တခြားကြီးမားတဲ့ကုသိုလ်တွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အကျိုးပေးနိုင်တယ်တဲ့အဲ့တော့သီလထိန်းတယ်ကုသိုလ်တခြားကုသိုလ်တွေလည်းကိုအများကြီးလုပ်ထားတယ်ခုနကတကားမေးတယ်နော်ကုသိုလ်တွေလုပ်လို့ရကုသိုလ်တွေလုပ်ထားတယ်နောက်တရားတွေလည်းအထိုက်လျောက်အထောက်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာကြည့်လူပေါင်းများများဆိုတာသူတတ်လိုက်တယ်သူအဲ့ဒီအကုသိုလ်ကအကျိုးပေးမယ်ဆိုရင်သူဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတေချာပေါက်သူငရဲကြမှာဒီအကုသိုလ်အကျိုးပေးရမယ်ဆိုရင်ဒါပေမဲ့သူ့မှာကုသိုလ်ကံတွေရှိတဲ့ကြောင့်သူတရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဘူးဟုတ်လားအဲကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှာပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့တော့ဦးဇင်းတို့အကြောင်းမသိလို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရအောင်ဦးဇင်းတို့ကတိတဲ့အချိန်မှာကုသိုလ်တွေနဲ့ပြန်ပိတ်ရမယ်ဘုရားနီးလန်းပေးထားတယ်နော်တချို့ကဘုရားမှာနီးလန်းမရှိဘူးထင်နေတာဟိုခရိယန်ကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဗုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယန်ဆိုလို့ရှိရင်သူတို့ဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယန်ကပိုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလန်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလိုဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောက်မယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်